Hello အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ SSCS ကနေပြီးတော့စင်ကာပူနိုင်ငံထိုင်းနိုင်ငံမလေးရှားကမ္ဘောဒီးယားလာအိုဗီယက်နမ်ဂျပန်ကိုရီးယားပြီးတော့ဒူဘိုင်အိုမန် USA ကနေဒါချိုင်းနာစတဲ့နိုင်ငံပေါင်း100ကျော်ကိုပစ္စည်းလေးတွေပို့ဆောင်ပေးနေပါတယ်เนาะစင်ကာပူနိုင်ငံအရှိစားရုံဖြစ်တဲ့အတွက်ကြောင့်မလို့စင်ကာပူနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုရသလိုဘန်ကောက်ကိုလည်းရပါတယ်တခြားနိုင်ငံတွေကိုလည်းရပါသေးတယ်เนาะစင်ကာပူနိုင်ငံကPeninsula Plaza မှာပစ္စည်းကပို့တာပဲဖြစ်ဖြစ်ထုတ်တာပဲဖြစ်ဖြစ်အဲ့ဒီမှာပဲလုပ်ရမှာပါเนาะစင်ကာပူကိုပို့ကျင်တယ်ဆိုလို့ရှိရင်ရောတကေကြီးကို9.5စင်ကာပူဒေါ်လာကျမှာဖြစ်ပါတယ်ဈေးဆိုရင်တော့10ကျမှာဖြစ်ပါတယ်စင်ကာပူကနေပြီးတော့ဒီဘက်ကိုမြန်မာနိုင်ငံကိုပြန်ပို့ကျင်တယ်ဆိုရင်တော့စင်ကာပူဒေါ်လာ10ကျမှာဖြစ်ပါတယ်ထိုင်းနိုင်ငံကိုပို့ကျင်တယ်ဆိုလို့ရှိရင်တော့စင်ကာပူဒေါ်လာ15ကျမှာဖြစ်ပါတယ်ရှင်တကယ်လို့စင်ကာပူရောက်မှငွေချင်းရှင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်เนาะအိမ်နိုင်ရာရောက်ပို့ပေးလို့ရတယ်လို့Peninsula Plaza မှာယူလို့လည်းရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်